တင်းရဲ့တက်တာထဲမှာဝမ်းနည်းစရာတွေစိတ်ညစ်စရာတွေဒုက္ခဖြစ်စရာတွေရှုံးနေခြင်းတွေကအုပ်ဆိုးနေတယ်ဆိုလို့ရှိရင်တင်းကအဲ့ဒီအရာတွေကိုရက်တန့်သွားအောင်ဒါမှမဟုတ်လို့ရှိရင်တင်းစီကနေပြီးတော့အပေးအပိုင်ထွက်ပြေးသွားအောင်တင်းဟာလုံနိုင်တဲ့အခွင့်အာဏာရှိတယ်ကျမ်းစာရေးတစ်ပိုက်ကိုဖတ်ပြပေးခြင်းနဲ့ယာကုပ်အခန်းကြီးလေးပိုင်းငယ်9မှာဖျားသခင်အလိုတော်တို့လိုက်ကြလော့မနက်ကိုစီးတားကြလော့တင်လုံးစရာနှစ်ခုပဲရှိတယ်ဖျားသခင်အလိုတော်ကိုလိုက်ဖို့နဲ့မနက်ကိုစီးတားဖို့အတွက်ဖြစ်တယ်အဲ့ဒီနှစ်ခုကိုလှုပ်ဆောင်လို့ရှိရင်လေတို့ပြုလင်နဲ့သူဒီတန်တို့ထံကပြေးသွားလိမ့်မည်အဲ့လိုမျိုးတင်ကလှုပ်ဆောင်မယ်ဆိုရင်စိတ်ညစ်စရာတွေကုန်ထွက်ပြေးကုန်လိမ့်မယ်တင်ရဲ့ဘောမှာကြာရှုံးနေတယ်ဆိုရင်ကြာရှုံးခြင်းတွေကရက်တန့်ကုန်လိမ့်မယ်တင်ရဲ့ဘောမှာဝန်းနေနေရတယ်ဆိုရင်ဝန်းနေခြင်းတွေကအကုန်လုံးထွက်ပြေးကုန်လိမ့်မယ်တင်ပျော်ရွှင်လာလိမ့်မယ်ဒါကြောင့်မို့ပထမဆုံးသင်လုံးစရာရှိတဲ့ဘုရားသခင်ရဲ့အလိုတော်ကိုဘယ်လိုလိုက်ရမှာလဲဘုရားရဲ့အလိုတော်ကသင်ရဲ့အသက်တာမှာနှုတ်ကပတ်တော်နဲ့သင်ဟာအသက်ရှင်ပြီးသွားဖို့လိုတယ်နှုတ်ကပတ်တော်နဲ့အသက်ရှင်ပြီးသွားပြီးတော့သင်ဟာမာနကိုစီးတားဖို့ဖြစ်တယ်မာနကိုစီးတားပြီးတာနဲ့မာနကသင်ရဲ့ထဲကနေထွက်ပြေးကုန်လိမ့်မယ်ဒါကြောင့်မို့သင်ဟာယုံကြည်သူတယောက်ဖြစ်ပါလဲနဲ့ဝန်းနေနေရတော့မယ်ဆိုရင်ယုံကြည်သူတယောက်ဖြစ်ပါလဲနဲ့အများနဲ့ချက်ရှုံးနေတော့မယ်ဆိုရင်အများနဲ့စိတ်တော့ကဖြစ်နေတော့မယ်ဆိုလို့ရှိရင်သင်ဟာယခုပဲဖခင်ရဲ့အလိုတော်ကိုလိုက်ပြီးတော့မာနကိုစီးတာပါအားလုံးဘုရားသခင်ကောင်းချီးပေးပါစေအာမင်